ဟုတ်ပြီကျွန်တော်တို့ဒီနေ့မှာတော့ authentication အကြောင်းကိုနည်းနည်းလေးလေ့လာကြည့်မယ်ပေါ့နော် authentication ဆိုတော့ကျွန်တော်တို့ဘာလို့ဆိုရင်ပေါ့နော်ကျွန်တော်တို့ application မှာဆိုရင်တစ်ခါတလေမှာဒီပေါ့နော်အကောင့်ဝင်လိုက်တော့မှသုံးလို့ရမယ့်ပုံစံမျိုးတွေတစ်ခါလေရှိလာနိုင်တယ်ပေါ့နော်အဲ့ဒါမျိုးတွေရှိလာမယ်ဆိုရင်ကျွန်တော်တို့ကအကောင့်တွေဖောင်းရမယ်အကောင့်တွေဖန်တီးရမယ်ပေါ့နော်အကောင့်တွေဖန်တီးရမယ်နောက်တစ်ခါရှိပြီးသားအကောင့်တွေကိုပြန်ပြီးတော့သုံးလို့ရအောင်ဝင်လို့ရအောင်ပေါ့နော်ဝင်လို့ရအောင်လုပ်ရမယ်ဆိုတဲ့ဟာမျိုးတွေရှိတယ်ပေါ့နော်အဲ့ဒါမျိုးတွေအတွက်ဆိုရင်ကျွန်တော်တို့ဒီမှာ super pay ကိုသုံးပြီးတော့ကျွန်တော်တို့ကအကောင့်တွေပါလေဝင်လို့ရတယ်ပေါ့နော်လောလောဆယ်တော့ကျွန်တော်ရဲ့ဒီ authentication ကိုတော့ကျွန်တော်ကတော့ဘာစနစ်တစ်ခုတည်းကိုပဲလောလောဆယ်တော့သုံးထားတော့ဆိုတော့ email စနစ်တစ်ခုတည်းကိုပဲသုံးထားတယ်ပေါ့နော်ကျန်တဲ့ method နဲ့တော့ကျွန်တော်တို့channel နည်းစနစ်နဲ့တော့လောလောဆယ်အကောင့်ဖောက်လို့မရသေးဘူးပေါ့နော် email နဲ့ပဲဖောက်လို့ရအောင်မယ်ကျန်တဲ့ဟာတွေကိုတော့ကျွန်တော်နောက် upgrade မှာဖြစ်ပေါ့နော်ကျွန်တော်ရဲ့ library နောက်ထပ် upgrade မှာဖြစ်ပြီးတော့ထပ်ပြီးတော့ထည့်ပေးဖို့တော့အစီအစဉ်ရှိတယ်ပေါ့နော်ဟုတ်ပြီလောလောဆယ်တော့ကျွန်တော် email နဲ့ပဲပါသေးတယ်ပေါ့နော် email ပဲပါသေးရဖြစ်တဲ့ကြောင့် email နဲ့ပဲကျွန်တော်လောလောဆယ်တော့ဆန်းပြီးတော့သုံးပြပေးမယ်ပေါ့နော်ကဲပြီအဲ့တော့ကျွန်တော်ဒီမှာရှိနေတဲ့ဒီဟွာတွေကိုကျွန်တော်အကုန်ဖြတ်လိုက်တော့မယ်ဟုတ်ပြီ database တွေဖန်တီးတာကိုလည်းကျွန်တော်ဖြတ်လိုက်တော့မယ်ပေါ့နော်ဟုတ်ပြီအဲ့ဒါပြီးရင်ကျွန်တော်တို့ကဘာလုပ်ရမှာတော့ဆိုရင်စပြီးတော့ကျွန်တော်တို့ဟွာလုပ်ရတော့မယ်ပေါ့နော်ဒီမှာဆိုရင်ကျွန်တော်တို့ဒီ authentication ဆိုတဲ့အကြောင်းအရာရဲ့အောက်မှာစပြီးတော့ authentication service ကိုအရင်ဆုံးဖန်တီးရမယ်ပေါ့နော်အဲ့တော့ create authentication service ဆိုပြီးတော့ကျွန်တော်ဘလော့ကိုယူလိုက်မယ်ပေါ့နော်အဲ့တော့ဒီမှာဆိုရင်ကျွန်တော်တို့ရဲ့ဒီ authentication super pay auth ဆိုတဲ့ variable တစ်ခုလိုတယ်ပေါ့နော်အဲ့တော့ကျွန်တော် variable တစ်ခုကို variable ဆိုတဲ့တက်ထဲကိုတွားပြီးတော့ custom variable တစ်ခုတွားပြီးတော့ဖန်တီးလိုက်မယ်သူ့ကိုကျွန်တော် private ပေးလိုက်မယ်တိုက်ကိုတော့ဘာလို့ဆိုရင်တိုက်ကိုတော့ super pay auth ပေါ့နော် super pay auth ဆိုပြီးတော့ကျွန်တော်ပေးလိုက်မယ်ဖိုင်နာမည်ကိုတော့ကျွန်တော် auth လို့ပဲပေးလိုက်တော့မယ်ဟုတ်ပြီဒါဆိုရင်အဆင်ပြေသွားပြီပေါ့နော်အဲ့တော့စပြီးအပ်လိုက်မယ်ကဲအဲ့ဒါပြီးရင်ကျွန်တော်ဒီမှာအိုက်ကောင်လေးကိုရွေးပြလိုက်ရင်ရပြီပေါ့နော်ကဲဒါဆိုရင်တော့ super pay authentication service တခုရသွားပြီပေါ့နော်အိုက်ကောင်လေးကိုကျွန်တော်တို့စပြီးတော့ခေါ်သုံးလုပ်မယ်ပေါ့နော်ခေါ်သုံးခြင်းနဲ့ဆိုရင်ကျွန်တော်တို့ဘာလုပ်လို့ရအောင်ဆိုတော့ဒီမှာဆိုရင်sign up လုပ်လို့ရမယ်ကျွန်တော်တို့ login လုပ်လို့ရမယ်ပေါ့နော် sign up ဆိုတာကြတော့ကျွန်တော်တို့အကောင့်မရှိသေးဘူးဆိုစပြီးတော့ပထမဆုံးအကောင့်တစ်ခုကိုစပြီးတော့ဖန်တီးတာပေါ့နော်ဒါ sign up ပေါ့နော် login ကကျတော့ဘာလို့ဆိုရင်ကျွန်တော်တို့ရှိပြီးသားအကောင့်တစ်ခုကိုပြန်ပြီးတော့ password နဲ့ပြန်ပြီးတော့တိုက်ဝင်တာပေါ့နော်အဲ့ဒါမျိုးလေး꿰ပြရတယ်ပေါ့နော်ဟုတ်ပြီအဲ့တော့ကျွန်တော်အရင်ဆုံးsign up လုပ်လိုက်မယ်ပေါ့နော်ဟုတ်ပြီအဲ့တော့ sign up လုပ်မယ်ဆိုတော့ကျွန်တော်အကောင့်တစ်ခုဖောက်မယ်ပေါ့နော်using email ကျွန်တော်ဒီမှာ email ထည့်ရမယ် password ထည့်ရမယ်ပေါ့နော် password ထည့်ရမယ်ပြီးရင် listener လေးထည့်ရမယ်ပေါ့နော် listener ကတော့အပေါ်အကောင်ပဲကျွန်တော်ပြန်ပြီးတော့ရွေးလိုက်တော့မယ်ပေါ့နော်အဲ့တော့ email နဲ့ password ထည့်ရမယ်ဆိုတော့လောလောဆယ်ကျွန်တော်အစမ်းနဲ့နေပေါ့နော် email တစ်ခုထည့်လိုက်မယ် tasme@gmail.com ပေါ့နော် password ကနည်းနည်းလေးသူကဟိုဖြစ်နေတော့တိတ်လက်မခံဘူးပေါ့နော်နည်းနည်းလေးဟိုဖြစ်တဲ့ရှုပ်ထွေးတဲ့ password တခုကျွန်တော်ရှောက်ထည့်လိုက်မယ်ဗျာနော်ဟုတ်ပြီကဲဟုတ်ပြီအဲ့ဒါဆိုရင်ကျွန်တော်ဒီ password နဲ့ဒီ email ပေါ့နော်ဒီ email နဲ့ကိုစပြီးတော့ login ဝင်မယ် login ဝင်မယ်ဆိုတော့ကျွန်တော်အရင်ဆုံး super pay ရဲ့ကျွန်တော်ဒီ login service လေးကိုတစ်ချက်လောက်သွားကြည့်အောင်ပေါ့နော်ကျွန်တော်တို့ဒီ super pay တွေက authentication ဆိုတဲ့တက်ထဲကိုသွားလိုက်ပေါ့နော်ပြီးရင်ကျွန်တော်တို့မှာဆိုရင် user ဆိုတဲ့ဟာရှိရပေါ့နော်ဟုတ်ပြီဒီမှာဆိုရင်ကျွန်တော်တို့ဒီမှာလောလောဆယ်တော့ကျွန်တော်အကောင့်တစ်ခုဖောက်ထားတယ်ပေါ့နော်အကောင့်တစ်ခုဆန်းပြီးတော့ထည့်ထားတယ်ကျွန်တော်ရဲ့ email နဲ့အကောင့်တစ်ခုဆန်းထည့်ထားတယ်ပေါ့နော်ဒီမှာ provider ဆိုတဲ့နေရာမှာကျွန်တော်ကဘာဖြစ်နေအောင်ဆိုတော့ email ဖြစ်နေတယ်ပေါ့နော် email နဲ့ provide လုပ်ထားတယ်ပေါ့အဲ့ provider တွေကိုကြည့်နေတယ်ဆိုရင်ကျွန်တော်ဒီမှာဆိုရင်ပေါ့နော်ဟိုတစ်ခုရှိတယ်ဒီမှာဆိုရင်ဘာရှိတော့ဆိုတော့sign in provider ပေါ့နော် sign in provider ဆိုတဲ့ဟာရှိတယ်ပေါ့နော်အဲ့ဒီထဲမှာကျွန်တော်တို့ကဒီ method တွေအများကြီးရွေးလို့ရတယ်ပေါ့နော်ဒီမှာဆိုရင်ကျွန်တော်ကလောလောဆယ် email ကို enable လုပ်ထားတယ်ပေါ့နော်ကျန်တာတွေအကုန်ဖျောက်ထားတယ်ဒီမှာဆိုရင်သူ့ထဲမှာ support ပေးတဲ့ provider တွေမှာအများကြီးပဲပါတယ်ပေါ့နော်ဖုန်းနဲ့လည်း login ဝင်လို့ရတယ်နောက်တစ်ခါ SAMN ကတော့ဘာလဲတော့မပြောတတ်ဘူးပေါ့နော်နောက်တစ်ခါ Web3 wallet ဆိုတဲ့ဟာနဲ့လည်းဟိုလုပ်လို့ရတယ်နောက်တစ်ခါ Apple နဲ့လည်းဟိုလုပ်လို့ရတယ်ပေါ့နော် login ဝင်လို့ရတယ်ဒီမှာဆိုရင် login ဝင်လို့ရတဲ့ platform တွေမှာအများကြီးပဲပေါ့နော် Facebook တို့နာမည်ကြီးတဲ့ဟာဆို Facebook တို့ရှိတယ်ကျွန်တော် GitHub တို့ရှိတယ်ပေါ့နော် Google ရှိတယ် Notion ရှိတယ်ပေါ့နော် Twitch ရှိတယ်ပေါ့နော် Spotify ရှိတယ် Zoom ရှိတယ်စသဖြင့်အများကြီးပဲပေါ့နော်ကျွန်တော်ဒီမှာရှိနေတဲ့ provider တွေအများကြီးထည့်လို့ရတယ်ဒါမဲ့ကျွန်တော်လူသုံးများတာကတော့ကျွန်တော် GitHub ရှိမယ်ပေါ့နော် GitHub တို့ရှိမယ် Facebook တို့ရှိမယ်နောက်တော့ Google တို့ရှိမယ်ပေါ့နော်ကျန်တာတွေကတော့သိပြီးတော့အသုံးမများဘူးပေါ့လောလောဆယ်တော့ကျွန်တော် email ကိုပဲကျွန်တော်ဟိုလုပ်ထားတယ်ပေါ့နော်ကျွန်တော်ရဲ့ဒီ library ကလောလောဆယ်တော့ email ပဲ support လုပ်မယ်နောက် version တွေမှာတော့ကျွန်တော်ဖုန်းတို့ဘာလို့လဲကျွန်တော်စမ်းပြီးတော့လုပ်ပေးမယ်ပေါ့နော်
ကဲပြီအဲ့ဒါဟိုဖြစ်ချင်တယ်ဆိုရင်ကျွန်တော်ကဒီမှာ email ကို enable လုပ်ခဲ့ရမယ်ပေါ့နော်လောလောဆယ်တော့ကျွန်တော်က email ကို enable လုပ်ထားပြီးသားပေါ့နော်နောက်တစ်ခါဒီမှာ confirm email ဆိုတာလေးရှိရပေါ့နော်ဒီကောင်လေးကိုဖွင့်ထားခဲ့မယ်ဆိုရင် तू ကဘာလုပ်မှာလို့ဆိုတော့ဟိုပထမဆုံးဝင်တဲ့သူဆိုရင်ပေါ့နော် तू ကဒီကျွန်တော်တို့ရဲ့ email box တွေကိုပေါ့နော်မေးတဲ့ကို तू ကဘာလို့ဆိုတော့ confirm လုပ်လို့ရတဲ့ verify လုပ်လို့ရမယ် link တစ်ခုချပေးတယ်ပေါ့နော်ဒီကောင်လေးကိုဖွင့်ထားမယ်ဆိုရင်ပိတ်ထားမယ်ဆိုရင်တော့ auto ပဲ तू ကဘာလို့ဆိုတော့တစ်ခါလဲဖန်တီးသွားတယ်ပေါ့နော်ဟိုဖွင့်ဟိုကောင်းတာကတော့တကယ်ကျွန်တော်တို့ဒီဟို realize သုံးတော့မယ်ဆိုရင်တော့ဒီကောင်လေးကိုဖွင့်ပေးထားရင်တင့်တော်တယ်ပေါ့နော်ဒီလောက်ဆိုတော့ကျွန်တော်ကစိုင်းတက်ရုံပဲဖြစ်တာဖြစ်တဲ့ကြောင့်ကျွန်တော်ကဒီကောင်လေးကိုပိတ်ထားခဲ့လိုက်မှာပေါ့နော်တခါတည်းကျွန်တော်ဟိုလုပ်ချင်လို့ပေါ့တခါတည်းလွယ်လွယ်ဟို user တခါတည်းထည့်ချင်လို့ပေါ့နော်ဟုတ်ပြီအဲ့ဒါဆိုကျွန်တော်စမ်းကြည့်အောင်ပေါ့နော်ဟုတ်ပြီနည်းနည်းလေးကုံလေးကိုနည်းနည်းလေးစစ်ကြည့်အောင်ပေါ့နော်ကြည့်ဟုတ်ပြီအဲ့တော့စမ်းကြည့်မယ်ပေါ့နော်ဒီမှာပေါ့နော်ကျွန်တော်တို့ဒီ Superbase database ဆိုတဲ့ကောင်လေးကတဲ့သူကဒီမှာဆိုရင် cannot be sought တူရဲ့ type ပေါ့နော်သူကဒီထဲမှာသူကဒီ Superbase database ဆိုတဲ့ကောင်မသိဘူးလို့ပြောနေတာပေါ့နော်အဲ့တော့ကျွန်တော်တို့ရဲ့ကုတ်ထဲမှာအဲ့ database ဆိုတဲ့ကောင်ကိုကျွန်တော်တို့ funding မိခဲ့သေးလားပေါ့နော်တစ်ချက်ကြည့်ကြည့်အောင်အော်ဒီပြီကျွန်တော်တို့ဒီမှာဆိုရင်ပေါ့နော် variable ထဲမှာကျွန်တော်အဲ့ Superbase database ဆိုတဲ့ကောင်ကဒီမှာကျန်းနေတယ်ပေါ့နော်သူက import လုပ်ထားခြင်းလည်းမရှိဘဲနဲ့တိုက်ရိုက်ကြီးသုံးထားသလိုဖြစ်သွားတယ်ပေါ့နော်ဒါကြောင့်မို့ဒီကောင်ပါလာအဲ့တော့လောလောဆယ်ဒီကောင်ကိုပြန်ဖြတ်လိုက်မယ်ပေါ့နော်ဘယ်ကောင်ကိုဖြတ်မှာတော့ဆိုတော့ဒီ Superbase database ဆိုတဲ့ကောင်ကိုဖြတ်လိုက်မယ်ပေါ့နော်ဟုတ်ပြီပြန်ရမ်းကြည့်မယ်ဟုတ်ပြီဒါဆိုရင်အဆင်ပြေတယ်ပေါ့နော်ဒီမှာဆိုရင်ကျွန်တော်တို့တစ်ခုမှတ်ထားမှာဒါကြီးရှိတယ်ပေါ့နော်အရှည်ကြီးပဲစာကြောင်းအရှည်ကြီးရှိတယ်အဲ့ဒီစာကြောင်းအရှည်ကြီးကိုကျွန်တော်တို့မှတ်ထားမှာနော်မှတ်ထားမှာပေါ့ကျွန်တော်တို့ application ထဲမှာကျွန်တော်တို့ဒီစနစ်တစ်ခုထည့်ထားမှာပေါ့နော်စနစ်တစ်ခုထည့်ပြီးတော့ဒီကောင်ကြီးကိုဒီဟွာကြီးပေါ့ဗျာ token ကြီးပေါ့နော် token လို့ခေါ်တာပေါ့ဒီ token အရှည်ကြီးကိုစာကြောင်းအရှည်ကြီးကိုကျွန်တော်တို့ရဲ့ဟွာထဲမှာပေါ့နော်ကျွန်တော်တို့ရဲ့ software ထဲမှာမှတ်ထားရမယ်ပေါ့နော်ဒါကကျွန်တော်တို့ဘာအတွက် token လုံးဆိုတော့ကျွန်တော်တို့ထားပါတော့ခုနကဒီ email အတွက်ပေါ့နော်ခုနက email အတွက် token ဖြစ်ပါတယ်ခုနက email ကဘယ်သူလုံးဆိုရင်ခုနကဒီ test email ပေါ့နော် testmail@gmail.com ဆိုတဲ့လူပေါ့ဗျာပြောရမယ်ဆိုအဲ့လူပေါ့နော်အဲ့လူအတွက် token ဖြစ်ပါတယ်သုံးရမယ့် token ပေါ့နော်ဒါဆိုရင်အဲ့ token ကြီးကိုကျွန်တော်တို့မှတ်ထားတာဟုတ်ပါပြီပေါ့နော်အဲ့ကောင်ကြီးကိုဘယ်နေရာမှာသုံးရမှာလဲပေါ့ဘယ်နေရာမှာသုံးရမှာတော့ဆိုရင်ကျွန်တော်တို့ကအဲ့ token ကြီးကိုဒီ token ကြီးပေါ့နော်မှတ်ထားပေါ့ဒီမှတ်ထားတဲ့ token ကြီးကိုမှတ်တယ်ဆိုတဲ့နေရာမှာလဲပေါ့နော်ကျွန်တော်နီးစနစ်တွေတော့ရှိတယ်ဗျကျွန်တော်အဲ့ကောင်တွေကိုတော့ကျွန်တော်ဒီမှာတော့အသေးစိတ်မပြောပြတော့ဘူးပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်ကဒီ library လေးကိုပဲအဓိကပြောချင်တာဖြစ်တဲ့ကြောင့်ပေါ့နော်အဲ့ဒါကြီးအတွက်တော့ကျွန်တော်တို့အခြေခံတွေရှိလိမ့်မယ်လို့လည်းမျှော်လင့်တယ်ပေါ့နော်ဘယ်နေရာမှာမှတ်လို့ရတော့ဆိုတော့ကျွန်တော်နည်းနည်းလေးပြောပြမယ်ဒီကျွန်တော်တို့ component တွေမှာဆိုရင်ဒီဟို share preference ဆိုတဲ့ component ရှိတယ်ပေါ့နော်အဲ့ထဲမှာကျွန်တော်တို့ memory အနေနဲ့မှတ်လို့ရတယ်ပေါ့နော်ဟုတ်ပါပြီကဲဟုတ်ပြီအဲ့တော့ကျွန်တော်တို့ဒီမှာဆိုရင်ပေါ့နော်ဒါဆိုအဲ့ token ကြီးကိုကျွန်တော်တို့ဘယ်နေရာမှာထည့်သွားမှာလဲပေါ့နော်အဲ့ token ကြီးကိုကျွန်တော်တို့မှတ်ထားပါတော့မှတ်ထားတဲ့ token ကြီးကိုပြီးရင်ဘယ်နေရာမှာထည့်ရမှာလို့ဆိုတော့ကျွန်တော်တို့ဒီ on create ထဲရပါတော့ဘယ်မှာဆိုရင်ဒီခါတိုင်းမှာကျွန်တော်တို့ဒီ publishable key ဆိုတာရှိတယ်ပေါ့နော်အဲ့ဒီ key နေရာမှာကျွန်တော်တို့က user ရှိသွားပြီဆိုရင်ပေါ့နော်အဲ့ token ကိုရသွားပြီဆိုရင်အဲ့ဒီ key နေရာမှာခုနကကျွန်တော်တို့မှတ်ထားခဲ့တဲ့ token ကြီးကိုထည့်ပြီးတော့ request လုပ်မှာဖြစ်ပါတယ်เนาะဒါဆိုနားလည်မယ်ထင်ပါเนาะကျွန်တော်တို့ဒီ key နေရာမှာဒီ key อ่ะပေါ့เนาะဒီခုကျွန်တော်တို့ဒီ publishable key လို့ခေါ်တဲ့ဟောဒီ key อ่ะကျွန်တော်တို့လူတိုင်းသုံးလို့ဟိုပေါ့เนาะလူတိုင်းသုံးလို့ရတဲ့ key ပေါ့ပြောရမယ်ဆိုရင်ကျွန်တော်တို့ဧည့်သည် key ပေါ့ဗျာဧည့်သည် key ဆိုတော့သူကဘာတော့ဆိုရင်ဒီဟိုပေါ့เนาะတကယ်အတီတကြတော့မဟုတ်ဘူးပေါ့เนาะအကောက်အတီကြရှိတာမဟုတ်ဘူးသူကတော့ဘာနေနဲ့ပဲသုံးရအောင်ဆိုတော့ယာယီအနေနဲ့ပဲသုံးတဲ့ key တစ်ခုဖြစ်တယ်ပေါ့เนาะကျွန်တော်တို့ကအကောက်တွေဟိုရှိတော့မှသုံးလို့ရမယ် application မျိုးဆိုရင်ပေါ့နော်အကောက်ရှိတော့မှပဲဟို access လုပ်လို့ရမယ် data မျိုးဆိုရင်ကျွန်တော်တို့ဒီ key နဲ့လုံးဝဝင်လို့မရတော့ဘူးပေါ့နော်ဒါကကျွန်တော်တို့ review ဒီ Superbase ရဲ့ policy တွေကြအခန်းကြတော့မှပဲကျွန်တော်ပြောပြမယ်ပေါ့နော် Superbase ရဲ့ policy တွေပြောင်းသွားပြီဆိုကျွန်တော်တို့ဒီ key နဲ့လုံးဝသုံးလို့မရတော့ဘူးပေါ့နော်တကယ်လို့ဟိုဟာတာဖြစ်တယ်ဆိုရင်ပေါ့နော်တကယ်လို့ဒါကျွန်တော်တို့ဒီ developer ပေါ့နော်ဟိုအကောင့်မရှိရင်သုံးလို့မရစေချင်ဘူးဆိုရင်ဒီ key နဲ့ဘယ်လောက်ကြီးပဲရှိပေါ့နော်ဒီ key ကိုဘယ်လောက်ကြီးပဲရသွားသုံးလို့ရမှာမဟုတ်တော့ဘူးအဲ့တော့ကျွန်တော်ကခုနက token လေးကိုအဲ့ဒီ key ဆိုတဲ့နေရာလေးမှာထည့်ပြီးတော့ request လုပ်ရမယ်ပေါ့နော်ဒီနေရာလေးမှာထည့်ပြီးတော့ request လုပ်မှာဖြစ်ပါတယ်အဲ့ဒါမှပဲကျွန်တော်တို့ရဲ့သူ့ရဲ့ content တွေကိုပြန်ပေးမှာဖြစ်ပါတယ်ပေါ့နော်ကဲဟုတ်ပြီအဲ့ဒါဆိုရင်ကျွန်တော်ဒါကတော့ကျွန်တော်တို့ဟိုဟာလောက်တာပေါ့နော် sign up လောက်တာပေါ့ဒါဆိုရင် sign up လောက်တာဟုတ်ပြီကျွန်တော်တို့ login လောက်တာရောပေါ့နော် login လောက်တာလည်းကျွန်တော်လွယ်ပါတယ်ထားပါတော့ဒီ user ကပေါ့နော်ကျွန်တော်တို့ရဲ့ application မှာသူကဒီကျွန်တော်တို့ရဲ့ hိုပေါ့နော် software ကိုဖျက်လိုက်ရင်ပဲဖြစ်ဖြစ်
နော်ဖြတ်လိုက်တယ်ဆိုရင်သိကြတယ်ဗျာကျွန်တော်တို့ခုနကမှတ်ထားတဲ့တုတ်ကင်ကြီးကပြန်ပြောက်သွားမှာနော်ခုနကဒီမှတ်ထားတဲ့တုတ်ကင်ကြီးကကျွန်တော်တို့မှတ်ထားတဲ့တုတ်ကင်ကြီးကပျောက်သွားမှာအဲ့လိုပျောက်သွားတယ်ဆိုရင်သူ့မှာကဒါပြန်ပြီးတော့မူရင်းတိုင်းပဲပေါ့နော်အကောင့်မရှိတော့သူတို့ပြန်ဖြစ်သွားတယ်ပေါ့ဒါဆိုရင်ကျွန်တော်တို့ကဗာပြန်လုပ်လို့ရအောင်ဆိုရင်ဟောဒီသူ့မှာ main နဲ့ password ပေါ့နော် main နဲ့ password သိထားတယ်ဆိုရင်ကျွန်တော်တို့အဲ့အကောင့်ကိုပြန်ယူလို့ရတယ်ပေါ့နော်ဘယ်လိုယူရတာလဲမေးခုနကဒီ login ဆိုတဲ့ဟာနဲ့ယူရမှာပေါ့နော်ဒီမှာဆိုရင်ကျွန်တော် login ရှိရပေါ့နော်အဲ့အကောင့်လေးနဲ့ပြန်ပြီးတော့ဝင်ရမယ်ပေါ့ login ကတော့ကျွန်တော်တို့အသစ်ဖောက်တာမဟုတ်တော့ဘူးပေါ့နော်ငကိုရှိပြီးသား email နဲ့ password ကိုထည့်ပြီးတော့ပဲ token ငကိုရှိပြီးသား token ကိုပြန်ပြီးတော့တောင်းတာဖြစ်ပါတယ်ပေါ့နော် token အသစ်ဖန်တီးလိုက်တာမဟုတ်ဘူး token ထပ်ပြီးတော့တောင်းတာပေါ့နော်ဟုတ်ပြီဒါဆိုရင်ကျွန်တော်အဲ့ကောင်လေးကိုလည်းတစ်ချက်စမ်းကြည့်မယ်ပေါ့နော်ဟုတ်ပြီကျွန်တော်စမ်းကြည့်လိုက်မယ်ပေါ့နော်ဟုတ်ပြီဒါဆိုရင်ခုနက token ကိုပဲပြန်ပြီးတော့ပြန်ထုတ်ပေးတယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်ဒီ token လေးကိုပြန်ပြီးတော့တင်ထားလိုက်တယ်ဆိုရင်ဒါဆိုရင်ပြန်ပြီးတော့သုံးလို့ရသွားပြီပေါ့နော်ကဲဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ဒီ email နဲ့ဒီ login ဝင်တာ sign in လုပ်တာတော့နားလေကြားလိုက်မယ်လို့မျှော်လင့်ပါတယ်ပေါ့နော်တကယ်လို့မသိတာနားမလည်တာရှိတယ်ဆိုရင်လည်းပဲကျွန်တော်ရဲ့ဒီ video လေးမှာပေါ့နော် video လေးရဲ့ comment မှာပဲဖြစ်ဖြစ်ဒါမှမဟုတ် Telegram group ဝင်ထားတယ်ဆိုရင်လည်း Telegram မှာပဲဖြစ်ဖြစ်ပုံမှန်လေးလာပြီးတော့မေးမြန်းလို့ရပါတယ်ခင်ဗျကဲဟုတ်ပြီအဲ့လိုဆိုရင်ကျွန်တော်အားလုံးကိုကျေးဇူးတင်ပါတယ်